ဆုံးလာပြည့်ဗုဒ္ဓနေ့ဘုရားမြတ်စွာရဲ့ခုံတော်ကျေးဇူးတော်တွေကိုပူဇော်သောအားဖြင့်ဆင်ရင်ကျင်းပပြုလုပ်တဲ့ဒီကနေ့ညဓမ္မသဘင်အခမ်းအနားဒါကြောင့်မို့ဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုသိရှိကြရအောင်ကြီးညိုကြရအောင်လို့ဆိုပြီးတော့ဗျာဒိတ်တော်ကြာဖရာ24စုကောရမဗုဒ္ဓဗျာဒိတ်တော်ခံခဲ့တဲ့ဘုရားပေါင်း24စုရှိလေးသိင်ချေနဲ့ကဘာတသိန်းကာလပတ်လုံးပါရမီတော်တွေဖြည့်ဆည်းခဲ့တယ်အဲဒီလိုဖြည့်ဆည်းခဲ့တဲ့အခါမှာဘုရားပေါင်း24စုနဲ့ဆုံတွေ့ခဲ့တယ်ပေါ့အဲဒီလိုဆုံတွေ့တဲ့အခါမှာ24သူသောဗုဒ္ဓရဲ့ထံကနေပြီးဘုရားဖြစ်လိမ့်မယ်လို့ဆိုတဲ့ဗျာဒိတအနာဂတ်ဟောကြားချက် prophecy လို့ခေါ်တယ် prophecy လို့အင်္ဂလိပ်လိုခေါ်ကြတယ်ဒီအမတန်မှတိကျသေးချာတဲ့ဟောကိန်းပေါ့ဟောကိန်းထုတ်တယ်လို့ဆိုလို့ဗျာဒိတ်ဆိုတာဗျာဒိတဆိုတဲ့စကားကဟောကိန်းထုတ်တယ်မဖြစ်သေးတာကိုကြွတင်ဟောကိန်းထုတ်တာဟာယုတ်တိရှိရလားတဘာဝအနေနဲ့ကိုဖြစ်နိုင်လားလို့ဆိုတော့အခုဟောကိန်းထုတ်တဲ့ပုဂ္ဂိုလ်တွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးသဗ္ဗညုတဉာဏ်တော်ရှင်ဘုရားသခင်ကိုရောမြတ်တွေဖြစ်တယ်ဒီကနေ့တာမန်လူသားတယောက်ကတောင်မှပဲဘယ်နေ့မုံတိုင်းဝင်လိုက်မယ်မုံတိုင်းတိုက်လိုက်မယ်ဘယ်နေ့ငရင်လှုပ်လိုက်မယ်ဘယ်နေ့လက်ကျလိုက်မယ်ဘယ်နေ့နေကျလိုက်မယ်ဟောကိန်းထုတ်လို့ရတာပဲဘာဖြစ်လို့ဟောကိန်းထုတ်နိုင်တယ်လဲလို့ဆိုပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့မဖြစ်သေးတဲ့အနာဂတ်ကိုပြောလို့ရတယ်ဒါကအင်တာမသဘာဝကျတဲ့စကားတစ်ခုပဲနော်မြန်မာနိုင်ငံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အိန္ဒိယဘင်္ဂလားပင်လယ်ထဲမှာလေဖိရဝန်းကြီးတစ်ခုဖြစ်ပေါ်နေတယ်မကြခင်မုန်တိုင်းဖြစ်လာနိုင်တယ်မြန်မာပြည်အလယ်ပိုင်းအထက်ပိုင်းသို့မဟုတ်အောက်ပိုင်းဝင်ပြီးတော့မိုးရွာနိုင်တယ်ဆိုတာအလုံးဟောကိန်းထုတ်နေတာတွေသိကြတာမှန်တဲ့လောက်မှန်တာပေါ့နော်အဲ့ဒီဟောကိန်းထုတ်တယ်ဆိုတာလည်းမဖြစ်သေးတာကိုကြိုပြီးတော့ပြောတော့ပြောမယ်ဆိုရင်ဒါဗျာဒိတကြိုတင်ဟောပြောထားတဲ့အရာအဲ့ဒီလိုတမန်ပုဂ္ဂိုလ်တွေတောင်မှပဲပစ္စုပန်ဖြစ်ပေါ်နေတဲ့အခြေအနေတစ်ခုကြည့်ပြီးတော့ဟောကိန်းထုတ်တယ်လူကိုလည်းကြည့်ပြီးဟောကိန်းထုတ်လို့ရှိတယ်ရတယ်လေကလေးတူဟာလိမ္မာတယ်စာကြိုးစားတယ်ဆိုဟောဒီကောင်လေးကြီးပွားအောင်မှာဒါဟောကိန်းထုတ်တာပဲပေါ့ဟောကိန်းထုတ်တာပဲဘာဖြစ်မယ်ဆိုတော့သူ့ရဲ့အနာဂတ်ဘယ်လိုလုပ်ပြီးမဖြစ်သေးတာကိုကြိုတင်ပြောလို့ရတယ်လဲလို့ဆိုရင်ဖြစ်နေတဲ့အခြေအနေတစ်ခုကြိုတင်ပြောလို့ရတာပေါ့အဲ့ဒီအဓိပ္ပာယ်မျိုးဘုန်းကြီးတို့တွေမှတ်သားကြဗျာဒိတမြတ်စွာဘုရားထုတ်ဖော်ပြီးတော့ပြောကြတယ်ဂေါတမဗုဒ္ဓပါရမီတော်တွေဖြည့်ဆည်းနေတဲ့အချိန်ဖြည့်ဆည်းဖို့စတင်ကြိုးစားတဲ့အချိန်ကစပြီးတော့ပါရမီတော်တွေဖြည့်နေတဲ့အချိန်ဘုရား24စုနဲ့ဆုံတွေ့ပြီးတော့ထိုဘုရားမြတ်တို့ထံကနေပြီးတော့ဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့ဒီဗျာဒိတ်ခံခဲ့ရတဲ့ဘုရား24စုရှိတယ်လို့ဒီလိုမှတ်သားကြအခုဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့ပူဇော်ပြီးတော့ကိုးကွယ်နေကြတာဘာကြောင့်2ကျိတ်8စုဖြစ်ရသလဲဂေါတမဗုဒ္ဓဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီ24စုရဲ့ဂေါတမဗုဒ္ဓထည့်လိုက်တဲ့အခါကျတော့2ကျိတ်5စုဖြစ်သွားတယ်တခါအစဆုံးဗျာဒိတ်ခံခဲ့တဲ့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့တကဘာထဲမှာပွင့်တာဘုရား3စုရှိသေးတယ်တနင်္ဂရာတရဏင်္ဂရာမေထင်္ဂရာဘုရားလေးစုပွင့်တာအဲ့ဒီမှာဒီပင်္ဂရာဘုရားကနောက်ဆုံးပွင့်တာအဲ့ဒီရှေ့ကဘုရား3စုတကဘာထဲပွင့်တာဖြစ်တော့ကြောင့်အဲ့ဒီဘုရား3စုကိုထိသွင်းပြီးတော့ရေတွက်လိုက်တဲ့အခါကျတော့2ကျိတ်8စုဖြစ်သွားတာဒါကဒီကနေ့ခေတ်2ကျိတ်8စု2ကျိတ်8စုနဲ့ဒီ
တီထားကိုးကွယ်ကြတာအဲ့ဒီအဓိပ္ပာယ်ရှိတယ်လို့ဒီလိုမှတ်ရတန်ဗုဒ္ဓေထဝိသေသဆိုတာကြတော့အများကြီးပေါ့နော်ဖရာတွေပွင့်တာဒီ2ကျိတ်4စုသုံးပုံ2ကျိတ်8စုတွေမကဘူးဂင်္ဂဝါလူသဲစုမကလို့ဆိုထားတော့ဖရာတွေမြောင်များစွာပွင့်ခဲ့တယ်ဘာဖြစ်လို့မြောင်များစွာလို့ပြောလို့ရလဲဆိုတန်တရားကြီးကလည်းအမတ္တမရှိကြတာဟုတ်အမ္တမရှိကြတာဟာအစကိုမသိနိုင်လောက်အောင်ရှိကြနောက်ကြောင်းပြန်လိုက်လို့ရှိရင်လူတသက်မပြောနဲ့တန်တရားရဲ့အစကိုရှာကြမယ်ဆိုလို့ရှိရင်နော်လူတသက်မပြောနဲ့ဗြမာတွေကဘာအသက်ချီပြီးတော့ရှည်တယ်ဗြမာတွေတောင်မှပဲပြန်ပြီးတော့ရေတွက်လို့ရှိရင်အစဆိုတာရှာတွေးမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အနတ်မတက်ကနောက်ကြောင်းပြန်ပြီးတော့ကြည့်မယ်ဆိုရင်မသိနိုင်တဲ့အစရှိလို့အနတ်မတက်ကအနုအမတက်ကနောက်ကြောင်းပြန်လျှောက်ပြီးတော့ရေတွက်လည်းပဲအစတွေ့မှာမဟုတ်ဘူးကိုယ့်ဘကိုခံမှန်းပြီးတော့ကဲနည်းနည်းတွက်ကြည့်ပါလားလူတိုင်းဟာအမေရှိတယ်လေအဲ့ဒီအမေစရင်တွက်ကြည့်ပါလားဒါကအမေရဲ့အမေအဲ့ဒီအမေရဲ့အမေဆိုပြီးတော့တွက်ရင်ဆုံးနိုင်မှာမလားဆုံးမှာမဟုတ်ဘူးเนาะမြတ်စွာဘုရားကိုယ်တိုင်ကိုကအဲ့ဒါကိုအနတ္တကသုတ်တံမှာဘလို့ဥပမာလေးပေးထားတော့ဆိုရင်အမေစရင်ဖေစရင်တန်တရားမှာပြန်တွက်မယ်ဆိုရင်ဟောဒီကဘာမြေကြီးကိုဇီတိလောက်ဇီးဘူးတိလောက်အလုံးကလေးတွေလုံးပြီးတဲ့အခါကျတော့ဒါကအမေနဲ့ဆိုပြီးတော့တွက်ချက်ကြည့်လိုက်မယ်ဆိုရင်ကဘာမြေကြီးရှိသမျှကိုလုံးထားတဲ့အလုံးလေးတွေဒါကုန်သွားမယ်တဲ့အမေကုန်မှာမဟုတ်ဘူးလို့ဆိုဟုတ်တာပဲဒါဟာနော်မဆုံးနိုင်တန်တရားကြီးအမတန်မှရှိတယ်လို့ဆိုဒီတစ်ချက်ကိုဘုန်းကြီးတို့တွေတန်ဝေကယူစရာတော့ကောင်းတော့ပေါ့ဒီလောက်ရှိတဲ့တန်တရားကြီးတွေမှာမပြင်းသေးဘူးလားလို့ကိုမေးကြည့်လိုက်ပေါ့ဖရာယန္တာရိယသူတော်စင်တွေကဒီလောက်ရှိတဲ့တန်တရားကြီးနောက်ထပ်မဆက်ချင်တော့ဘူးလို့ပြင်းသွားတာတန်တရားကြီးကိုညင်းငွေတယ်လို့ခေါ်တာပေါ့နော်ဒီတန်တရားကြီးကအကောင်းနဲ့ကြီးတွေ့တာလားဆိုအကောင်းရောဆိုဆုံးနေတာပဲတွေ့တာဒါကြောင့်မို့မြတ်စွာဘုရားကအနမတေခောယံဘိက္ခွေတန်တာရောပုဗ္ဗကောတိနာပညာယတိတန်တရားကြီးဟာအစရှာလို့တွေးနိုင်စရာမရှိဘူးသိဖို့ရမရှိဘူးဘယ်တော့မှစခဲ့တယ်ဆိုတာပြန်ပြောဖို့ခက်တယ်လို့ဒီလိုပြောတာဟုတ်အဲ့တော့တခြားဘာသာတွေကတန်တရားရဲ့အစဆိုပြီးတော့ရှာတယ်တကယ်တော့တန်တရားအစရှာတာမဟုတ်ဘူးသူတို့ကလောကကြီးပစုဖန်ဆင်းတယ်လေထာဝရဘုရားခောကဖန်ဆင်းတယ်လို့ပြောတယ်ဒါဖြင့်ခောဘသူဖန်ဆင်းတာတုံးဆိုပြတ်သွားပြီအဲ့မှာနော်ရှေ့ဆက်ပြောနိုင်တော့အဲ့တော့သူတို့မှာ first call ဖြစ် first call ရှိဘုရားဘာသာမှာအဲ့လို first call ရှိအဲ့ဒါလို့တန်တရားရဲ့အစာမသိနိုင်ဘူးအမတ္တမရှိလေရလို့မသိနိုင်ဘူးဆိုတဲ့ဒီစကားသာလေတကယ်အမှန်ပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ရှိကြလာတဲ့တန်တရားကြီးတဲ့မှာအမတ္တမထူးချွန်တဲ့ပုဂ္ဂိုလ်တွေဟာထူးခြားတဲ့လေ့ကျင့်ခန်းတွေမွန်မြတ်တဲ့လုပ်ငန်းတွေကိုလေ့ကျင့်ကြပါရမီဖြည့်တယ်ဆိုတာအကောင်းကိုလေ့ကျင့်တာပဲအမှန်နော်ဘယ်သူပဲဖြစ်ဖြစ်လေ့ကျင့်လို့ရဘုရားဖြစ်ခြင်းတဲ့ဆန္ဒပြင်းထန်ပြီဆိုရင်လေ့ကျင့်လို့ရပါရမီဖြည့်တယ်ဆိုတာလေ့ကျင့်တချို့ကတော့ပါရမီဆိုတာသူကသူပြည့်လာမဲ့ထင်ပြီးတော့တို့ကတော့ပါရမီမပါပါဘူးဆိုပြီးဒီဘဝလည်းပဲဖြည့်မလားလို့ဆိုမဖြည့်ဘူးနော်ပါရမီမရှိဘူးပဲပြောပြီးတော့မရှိတာလုံးမလားလို့ဆိုမလုံးဖြစ်အဲ့သူကသူတော့ပြည့်လာမှာမဟုတ်ဘူးလေဘယ်အရာပဲဖြစ်ဖြစ်သူကသူဖြစ်လာတာတခုမှမရှိတာအဲ့တော့ဒီဘဝအစဖြည့်လိုက်မယ်ဆိုရင်တော့ဒါနီးလာပြီလို့ပြောရမှာအခုကစကိုမစရသေးဘူးဆိုလို့ရှိရင်တော့ဘယ်တော့မှနီးဖို့မရှိဘူးပေါ့အဲ့တော့ပါရမီဆိုတာလေ့ကျင့်တာ10မျိုးနဲ့လေ့ကျင့်ဘာလေ့ကျင့်တာတော့ဆိုပထမကိုယ်ရှိတဲ့ပစ္စည်းတွေစွန့်နိုင်အောင်လေ့ကျင့်တာအဲ့ဒါကိုဒါနပါရမီလို့ခေါ်တာကိုယ်ရှိတဲ့ပစ္စည်းတွေကိုစွန့်နေဆိုအလကားစွန့်နေသူများအတွက်သုံးချလိုအပ်တဲ့ပုဂ္ဂိုလ်တွေအတွက်ပြီး
ဒီစွန့်နိုင်ဖို့ဆိုတာအမှန်တမ်းခဲနေတာပါရမီဖြည့်ကိုယ့်ရဲ့ပစ္စည်းကိုစွန့်နိုင်လာပြီဆိုလို့ရှိရင်နောက်တစ်ခုတိုးတယ်ကိုယ့်ရဲ့အင်္ဂါရက်တွေမျက်စိတို့နားတို့နှာခေါင်းတို့ကြောက်ကတ်တို့အသေးတို့ဆိုတာတွေသွေးတို့ဆိုတာတွေပေးနိုင်အောင်စွန့်နိုင်အောင်ပါရမီလုပ်ပြန်အဲ့ဒီကနေနောက်ဆုံးကိုယ့်အသက်တောင်စွန့်နိုင်တဲ့အနေအထားမျိုးရောက်အောင်လေ့ကျင့်တာဒါနနဲ့ပတ်သက်ပြီးအဆင့်30နဲ့လေ့ကျင့်တယ်ဘုရားလောင်းနေဟာဒီလိုလေ့ကျင့်တယ်အဲ့ဒါကိုပဲစာလို့ပြောတဲ့အခါရိုးရိုးပစ္စည်းလှူတာကိုဒါနပါရမီကိုယ်အင်္ဂါခြေလက်ကိုလှူတာကြတော့ဒါနဥပပါရမီအသက်ထီအောင်လှူတာကြတော့ဒါနပရမတ္ထပါရမီလို့ဒီလိုပြောတာနော်ဒါနရင်လားလဲဆိုမဟုတ်ဘူးဒါနဲ့တွေမလုံးတော့သေးဘူးဒါကပြင်မပစ္စည်းတွေစွန့်လွတ်မှုနဲ့ပတ်သက်တယ်နောက်တစ်ခါသီလကြတော့ရောသီလဆိုတာလည်းပဲပထမမှာပစ္စည်းဥစ္စာတွေကိုစွန့်လွတ်ပြီးတော့သီလဆောင်တယ်နောက်တစ်ခါကိုယ့်ရဲ့အင်္ဂါခြေလက်အပြက်ခံပြီးတော့သီလဆောင်တယ်အသက်အသေးခံပြီးတော့သီလဆောင်တယ်ဆိုတော့သီလလည်းအဆင့်30နဲ့လေ့ကျင့်တာပထမတော့လူတွေကလေသီလဆောင်တယ်ဖိုက်ကလေးနိုင်ရင်နောက်မှရောင်ရဖိုက်နာတာလေးအရင်ကုလိုက်အောင်ပါပဲဆိုပြီးတော့သီလကိုခဏချလိုက်အောင်ပဲဆိုစာလေးစားလိုက်တယ်ဒီလိုစောင့်တာဟုတ်နော်ဖះလောင်းနေကြတော့အဲ့လိုမဟုတ်ဘူးသူပထမသီလစောင့်နေကြိုးပေါက်မခံဘူးနောက်တစ်ခါကိုလက်ခြေအင်္ဂါလေးအဆုံးခံပြီးတော့သီလစောင့်နေသီလစောင့်ရင်လက်ဖြတ်ပြစ်မယ်ခြေဖြတ်ပြစ်မယ်ဘာဖြစ်မယ်ဆိုလဲသီလမချိုးနောက်ဆုံးကြတော့အသက်အသေးခံပြီးတော့သီလစောင့်ဘုရိဒ္ဓနဂါမင်းကြီးတို့ရဲ့သီလစောင့်မှုကိုကြည့်ပါသူ့မှာအစွမ်းတကူရှိတယ်ပုရိတ္တနဂါမင်းကြီးဆိုတာစိတ်အမတန်မှပြင်းတယ်နဂါဆိုတာမျက်စောင်းလေးတစ်ချက်ထိုးတာနဲ့တစ်ဖက်သားဟာပြာဖြစ်သွားနိုင်အဲ့လောက်စွမ်းတတိရှိတယ်အစိတ်ခိုးနဲ့မှုတ်လိုက်ရင်လည်းတစ်ဖက်သားဟာပြာဖြစ်သွားနိုင်အဲ့လောက်စွမ်းတတိရှိပြီလို့သူ့ကိုဖမ်းတဲ့အလံပဲတွေကိုမျက်လုံးကိုမှိတ်ထားတယ်ကြည့်ကုန်ကြည့်လို့ချင်တာလုပ်ပါစေသီလဆောင်တာအဲ့ဒါဇာကြီးဆယ်ဝဲဖွဲ့ဖူးတဲ့လူတွေတွေ့လိမ့်မယ်နော်အဲ့တော့တမန်အားဖြင့်တော့ဘုရားဖြစ်တာမဟုတ်အခုလို့ပါရမီဖြည့်တာဂေါတမဗုဒ္ဓအလောင်းလျာပါရမီတွေတော်တော်ကိုဖြည့်လာခဲ့တဲ့နောက်ပိုင်းမှာနောက်ဆုံးကြတော့သူ့ရဲ့ပါရမီဖြည့်ခြင်းမှုတွေဟာလေ့ကျင့်ပြီးတော့ပေးလာချက်ချင်းကြီးပြရရတာမဟုတ်ဘူးအဲ့ဒါလို့လေ့ကျင့်ပြီးတော့ပေးတဲ့အခါမှာသူမိတာဘဝရောက်လာတဲ့အဆင့်ဆိုပါစို့နော်အဲသူမိတာဘဝမရောက်ခင်ကဖြည့်ခဲ့ရတဲ့ပါရမီတွေကနဲတာမဟုတ်ဘူးဆိုလိုတာကခုနကမုံတိုင်းဖြစ်ဖို့ရာအတွက်အခြေအနေတွေစုနေတယ်ဆိုတာအာမကောင်းဘူးဆိုရင်မုံတိုင်းဝင်မယ်လို့ဟောကိန်းထုတ်တဲ့လူကဟောမှာမဟုတ်ဘူးလေသူမိတာဘဝရောက်နေတဲ့အခါကျတော့အခြေအနေကလုံးဝပြည့်စုံသွားပြီပါရမီတွေကတော်တော်ကိုသူဟာနောက်မဆုတ်တဲ့အဆင့်ရောက်သွားပြီလို့ဒီလိုပြောရမှာအဲ့ဒါလောက်ထိအောင်ပါရမီဖြည့်လာလို့လေ့ကျင့်လာတာအဲ့ဒီအတိုင်းတာရောက်လာပြီဆိုမှဗျာဒိတ်ရတာဒါကြောင့်မို့စာပေကြီးကျမ်းခိုင်ကဆိုတာတော့မဟုတ်ဘူးစိနထပကာသနီတို့ညမပြေမှာရေးထားတဲ့စိနထပကာသနီတို့ကကျမ်းငယ်ကလေးတွေကနေယူပြီးတော့စိန်တိတံတတ္တသင်္ချေယနဝသင်္ချေယဝါစကံလို့ဖះလောင်းဖြစ်ဖို့ဖះဖြစ်ဖို့စုပန်မယ်လို့ဖះဖြစ်ခြင်းနဲ့အတွေးတွေဝင်နေတာခုနှစ်သင်္ချေတဲ့ခုနှစ်သင်္ချေဆိုတာမရေတက်နိုင်တဲ့ကဘာအကြာကြီးပဲလို့ပြောတာပေါ့နော်နောက်တစ်ခါအသင်္ချေယဆိုတဲ့ခဏန်းကသူက3ညပေါင်း1ရဲ့နောက်မှာ3ညပေါင်း140ရှိတယ်ဒီကဏ္ဍဘယ်သူမှရေးမှလည်းမဟုတ်ပါဘူးเนาะ1နောက်မှာ3ည140တယ်အဲ့ဒါကိုအသင်္ချေယလို့ကဏ္ဍဒီလိုအနေနဲ့ပြောတာเนาะစိန်တိတံတတ္တသင်္ချေယစိတ်ကူးကြံစည်နေတာကိုခုနှစ်သင်္ချေနဝသင်္ချေယဝါစကံကုသကောင်းမှုလုပ်တိုင်းဖះပြရပါလို့ဖះပြရပါလို့နဲ့နှုတ်မြက်ပြီးတော့ဆူတောင်းတာ6သင်္ချေတဲ့အမတမကြာအဲ့ဒါလောက်ပြီးမှသူမိတာဘဝရောက်တဲ့အခါကျတော့သူမိတာဘဝမှာလည်းပါရမီဖြည့်တာကြည့်သိချမ်းသာတဲ့တထေသာသူမိတာဆို
အမှန်တမ်းချမ်းသာမိဘတွေမရှိတဲ့အခါပစ္စည်းတွေကိုလက်ခံဗန္နာရကြီးတွေဖွင့်ပြီးတော့ဗန္နာကိုထိန်းတဲ့ပုဂ္ဂိုလ်ကစင်းနဲ့အင်းနဲ့သူ့ကိုဘာပစ္စည်းတွေရှိတယ်ဆိုတာစင်းနဲ့ပြစင်းနဲ့ပြတဲ့အခါမှာဒါကသူတို့မျိုးရိုးစင်ဆက်ရှာဖွေထားတဲ့ပစ္စည်းတွေဆိုတော့ဒါကအဘေးလက်ထက်ကဒါကအဖိုးလက်ထက်ကနဲ့ဆိုပြီးတော့လေမြန်မာပြည်မှာတော့တစ်ဆက်လောက်ဆိုမရှိတော့ဘာမှမရှိတော့အဲ့သူတို့ခေတ်မှာတော့ကတော့အဲ့ဒီလိုမိဘလက်ငုပ်ပစ္စည်းတွေအများကြီးရှိတယ်ဘိုးဘွားမိဘပိုင်ဆိုင်လာရတဲ့ယရနာတွေအဲ့ဒါတွေတသန့်စီစည်ရင်လောက်ထားတာဆိုတော့သူ့မိဘလက်ထက်တိုင်အောင်ပစ္စည်းတွေပြအဲ့စည်ရင်နေနဲ့သူ့ဗန္နာတိုက်တွေအကုန်ဖွင့်ပြဗန္နာတွေလိုက်ကြည့်တယ်သူပိုင်တဲ့ပစ္စည်းတွေကိုအနှံ့တယ်ပေါ့လိုက်ကြည့်တဲ့အခါတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ငါဒါတွေဘာသုံးမလဲသုံးဖို့ပဲစဉ်းစားမှာပေါ့ဖះလောင်းတော့ကြတော့ဘယ်လိုစဉ်းစားတော့လို့ဆိုစဉ်းစားပုံချင်းအမှန်ကွာသွားတယ်အေးပစ္စည်းတွေရှာတဲ့လူတွေတယောက်မှမရှိတော့သူတို့ရှာထားတဲ့ပစ္စည်းတွေပဲဒီမှာကျန်နေတယ်ငါရဲ့ဘိုးဘွားမိဘဆွေမျိုးတွေလက်ထက်ကပစ္စည်းတွေသူတို့ရှာသွားကြတယ်တယောက်မှဒီပစ္စည်းတွေယူမသွားကြဘူးငါလည်းဒီလမ်းလိုက်ရမှာအဲ့တော့ငါဒီပစ္စည်းတွေအကုန်ယူသွားမယ်ဒါတွေကိုငါဆက်မထိန်တော့ဘူးကဲယူသွားတဲ့နီးကို तू ဘယ်လိုလုပ်စဉ်းစားတော့ဆိုယူသွားတယ်ဆိုတာပစ္စည်းကိုယူလို့တော့ဘယ်လိုမှမရဘူးဒီပစ္စည်းတွေကိုစွန့်ကြဲလှူဒန်းခြင်းလို့ဆိုတဲ့ဒါနစိတ်ဓာတ်ဒါနပါရမီပဲယူမယ်လို့ဆိုဗန္ဒရတ်တွေအကုန်ဖွင့်ပြီးတော့စွန့်လှူလိုက်တာပဲလေလုံးဝဗန္နာတွေပစ္စည်းဗန္နာတွေအားလုံးဗန္နာတိုက်တွေဖွင့်ပြီးတော့လိုချင်တဲ့ပုဂ္ဂိုလ်တွေယူကြ9ရက်9လီပေးတော့လည်းမကုန်တော့ဗန္နာတိုက်တွေဖွင့်ပြထားတယ်အတိပ္ပယ်ကဘာတော့ဆိုရင်ဒါနနဲ့သာပြောတာဘာကိုတွန်းလှန်လိုက်တာတော့ဆိုလောဘကိုတွန်းလှန်တာပဲကိုယ်ပစ္စည်းလေးဆိုရင်အကလေးတစ်ချောင်းကမပေးနိုင်ဘူးလေတော့ကြငါဒါလေးအသုံးလို့ရင်မရှိရင်ခက်လိမ့်မယ်ဆိုရင်အတွေ့အဝင်ထားတယ်ဘာမှပေးနိုင်ဘူးကိုယ်ပစ္စည်းဆိုရင်ဒါလေးပေးမလားဆိုရင်ဒါလေးကလည်းငါသိမ်းထားတယ်ဟိုဟာလေးပေးမလားဆိုဟိုဟာလေးလည်းမပေးနိုင်အဲ့လိုပေါ့ဟိုထီပေါက်တဲ့တငယ်ချင်းတွေ2ယောက်လို့ပေါ့တငယ်ချင်းသိန်းကြီးပေါက်တယ်ဆိုတော့တငယ်ချင်းတယောက်ကဆင်းရဲရှာတာတငယ်ချင်းငါ့ကိုမင်းသိန်းကြီးပေါက်ငါနည်းနည်းပေးပါကွာငါ့ကို1000လောက်ပေးပါဆိုမင်း1000ပေးလိုက်ရင်ငါသိန်းစုရှင်ပဲဖြစ်တော့မလို့ကွာအဲ့ဒါဆိုရင်1000လောက်ပေး1000လည်းငါသိန်းစုရှင်မဖြစ်ဘူးတဲ့100လောက်100လည်းမပေးနိုင်တကြရောတကြလည်းမပေးနိုင်ဘူးတဲ့ကဲနောက်ဆုံးတပြားထီအောင်မပေးနိုင်တော့ဘာလို့လဲဆိုဆုတ်ကင်ထားတာလောဘဆိုတာမရခင်လိုချင်တယ်ရပြီးရင်ဆုတ်ကင်တာဒါသူ့ရဲ့နှစ်ခုအဒီတိုင်းပဲမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်ဆုတ်ကင်ထားမယ်ဒါလောဘရဲ့သဘောအဲ့တော့ဘုရားလောင်းကသူပိုင်တဲ့ပစ္စည်းတွေဥစ္စာတွေကိုစွန့်လိုက်တယ်ဆိုတာသူမရခင်ကရှာကောင်းရှာလိုက်ပဲသို့မဟုတ်မိဘတွေရှာထားတဲ့ပစ္စည်းကဆုတ်ကင်ထားတဲ့လောဘသူ့မှာမရှိတော့ဆုတ်ကင်ထားတဲ့လောဘကိုသူအနိုင်ယူလိုက်တဲ့သဘောသူစိတ်ကဘလောက်ပြတ်သားတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဒါဟိုဒါနပါရမီလို့ခေါ်တာပဲကဲသူဝိရာရဲ့သေးကဒီပင်ကရာမြတ်စွာဘုရားနဲ့မတွေ့ခင်မှာပဲသူပစ္စည်းတွေစွန့်လိုက်ပြီးတော့ယသိဝတ်သွားတယ်နောက်လောကမှာဒီပင်ကရာမြတ်စွာဘုရားပွင့်လာသူကလည်းပဲဟိမန္တာတောင်ဘက်မှာဇာယယသိဖြစ်တယ်ကြတော့ယသိတွေကတောထဲမှာနေရတဲ့အခါမှာသူတို့စားတွေဘာတွေမစားရတော့ယောဂတစ်မျိုးဖြစ်တတ်တယ်ဒါကြောင့်မို့လူပြည်လာပြီးတော့အချင်းတို့စားတို့ဆိုတာတွေအတွက်ရဖို့အငန္တရဖို့အတွက်လူပြည်ကလူအစားစားလာယူကြအဲ့ဒီလိုလာတဲ့အချိန်လေးမှာလမ်းပြင်နေတဲ့လူတွေဖွေးဖွေးလှုပ်မြို့တွေကနေထွက်ပြီးလမ်းပြင်နေကြတာအဲ့ဒီမှာသူကဆင်းမေးတာဘာလို့ကြတာတုံးဆိုလမ်းပြင်ဘာအတွက်တုံးဆိုလောကမှာဖျားပွင့်နေပြီဖျားကြွလာလိမ့်မယ်အဲ့ဒီမှာဖျားလို့ဆိုတဲ့အတန်လေးကြားလိုက်တာနဲ့သူ
သူ့ရဲ့ပါရမီစိတ်ဓာတ်ကဘယ်လောက်ကောင်းလဲဆိုဘုရားလို့အတန်ကြားတာနဲ့ကြက်သိမ်းထသွားဘုန်းကြီးတို့ဘုရားလို့ကြားလိုက်တာနဲ့ကြက်သိမ်းမထဘူးသေးဘူးနော်အဲ့ဒါကတော်တော်ပါရမီနည်းသေးတယ်လို့ပြောရမှာပဲကွာကိုကြက်သိမ်းမှမထတာတို့ကြဘုရားလို့ဆိုတဲ့အတန်လေးကြားတာနဲ့ကြက်သိမ်းမွေးချင်းထသွားတယ်အဲ့တော့ဘုရားပွင့်ပြီဆိုသိဝန္တာတယ်အဲ့တော့လမ်းပြင်နေတဲ့လူတွေစီသူ့လည်းတရားပေးပါတဲ့ဝိုင်းပြီးတော့သူလည်းပြင်မရစေဘုရားဆိုတာလောကမှာအမတန်မှပေါ်ခဲတယ်လူတွေကလည်းခက်ခဲတဲ့နေရာသူ့ပေးတယ်ဒီရသေးကတကိုးကြီးတယ်သူတကိုးနဲ့ပြင်မြန်မှာပဲဆိုဟိုကတကိုးအသုံးမချဘူးသူ့ရဲ့ကာယလှုပ်အားသူများတွေလှုပ်တယ်လို့ကိုယ့်ရဲ့ကာယလှုပ်အားအသုံးချပြီးတော့လှုပ်တာနောက်ဆုံးမှသူ့နေရာကတာလဲကျဲတယ်ဆိုးလဲဆိုးဆုံးနေရာပေးတာဆိုတော့ဖះကြွလာတဲ့အချိန်မှာ तू မမှီတော့ဘွက်တွေကိုမြေဖို့တာတို့လမ်းညှိတာတို့ तू မမှီဘူးမမှီတာဘယ်လောက်လေးမမှီတော့ဆိုရင်လူတရာစာလေးလောက်ဂျမ်းနေတယ်ပေါ့အဲ့ဒီနေရာလေးမြေဖို့ဖို့လူတရာစာလေးလောက်လူတပြန်စာလေးအရက်တပြန်စာလေးဂျမ်းအဲ့တော့ तू စိတ်မှာဘယ်လိုဖြစ်တုံဆိုရင်အကယ်၍သာဖះရဟန္တာတွေဒီလမ်းကကြွရင်တော့ခြေတော့ဘွက်တွေလူတော့မှာဖះတို့ခြေတော့ဘွယ်မလူးစေရဘူးဆိုပြီးတော့အဲ့ဒီရွှွညွန်ပေါ်မှာပဲသူ့ခန္ဓာကိုယ်ကိုအလျားမှောက်ပြီးတော့တရားအနေနဲ့သူ့ကိုအသုံးပြုပြီးတော့တက်နင်းပြီးတော့ဟိုဘက်သွားပါလို့ဆိုဒီလိုနဲတဲ့တရားလားအဲ့လိုလုံးနိုင်တာမြတ်စွာဘုရားကလည်းတန်ဃာတစ်ပါးနှစ်ပါးမဟုတ်ဘူးသိမ့်ချီပါတယ်ဒီကိုယ်တော်တွေအကုန်နင်းကြွသွားရင်အမှုန့်တောင်ဖြစ်သွားလိမ့်အောင်နော်ဒါ तू မသိဘူးလားသိတယ်လေအသက်ဆုံးလောက်ရတာဒီအခါကတမန်အပြင်ပြောရတော့ဆိုသူဗေဒရဲ့သိလေးတရားခင်းပြီးတော့ဘုရားကိုပူဇော်တယ်ဆိုတမန်လူကစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုလွယ်ကောင်းလွယ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်နော်တကယ်ခက်ခဲတာအသက်ဆုံးပြီးတော့လောက်ရအဲ့ဒါလို့စိတ်ဆန္ဒတွေအင်တမပြင်းထန်နေပေါ့သူကိုယ်သူတရားခင်းပြီးတော့မြတ်စွာဘုရားဝဆင်းပြီးတော့လှူလိုက်တာမြတ်စွာဘုရားအဲ့ဒီချိန်မှာဒီအသေးကတဲကြီးကျယ်ပါလားသူ့ရဲ့ကုသိုလ်စိတ်ဟာအင်တမပြင်းထန်တာပါလားဆိုတာကိုကြည့်လိုက်တော့ဘယ်လိုအခြေအနေတုံးဆိုဟောသူ့မှာပါရမီတွေကတော်တော်ကိုလေ့ကျင့်ထားတာတွေတော်တော်အခြေအနေတွေကောင်းနေတယ်ဟိုမိုးလေဝသပညာရှင်ကနေပြီးတော့မုန်တိုင်းထံဖို့လေဖိယဝန်းကြီးတဲ့ပင်လယ်ထဲမှာပေါ်နေတာတေချာပေါက်မုန်တိုင်းကြီးဖြစ်တော့မယ်ဆိုတာမျိုးသူမြင်တယ်လို့ပဲဒီပင်ကရာမြတ်စွာဘုရားကနေကြည့်ပြီးတော့ဒီစန္ဒမျိုးဒီဝိရိယမျိုးဒီစိတ်ဓာတ်မျိုးနဲ့ကတော့ဒီပုဂ္ဂိုလ်ဟာအနာဂတ်ဘာဖြစ်မလဲလို့ကြည့်လိုက်ဟောဘုရားဖြစ်မှာဆိုတာသိကြဒီလိုဟောတာနော်အဲ့ဒါဒီပင်ကရာမြတ်စွာဘုရားကနေပြီးတော့ဒီသူမေရာရဲ့သိလေးကိုဗျာဒိတ်ပေးခဲ့တယ်လို့အားလုံးသိကြတဲ့အတိုင်းလေးသိင်ချိန်နဲ့ကဘာတသိန်းရဲ့အထက်မှာဒီပင်ကရာမြတ်စွာဘုရားကစပြီးတော့ဒီသူဝိဒယတိရဲ့အနာဂတ်ဟောစရံကိုထုတ်ပြန်လိုက်တာပဲသေချာပေါက်ထုတ်ပြန်ဗျာဒိတ်ဆိုတာဘယ်တော့မှမလွဲမှားတဲ့ဟောကြားချက်တစ်ခုအခြေအနေတွေကုန်အနာဂတန်သညာနဲ့သုံးသပ်တယ်အနာဂတန်သဆိုတာအနာဂတ်ကိုမြင်တယ်ဆိုတာပစ္စုပန်ပေါ်မှာအခြေခံပြီးတော့အနာဂတ်ကိုပြောတာအဲ့ဒါလို့အနာဂတ်ကိုမြင်တဲ့ဉာဏ်တော်နဲ့ရသော်ဘုရားလေးသိကျင်တဲ့ကဘာတသိန်းပြည့်တဲ့အခါမှာဒီပုဂ္ဂိုလ်ဟာဘုရားဖြစ်လိမ့်မယ်လို့ဘုရားအလောင်းဆိုတာကိုသတ်မှတ်လိုက်တာနော်အဲ့ဒါဘုရား24စုထဲမှာပထမဆုံးဗျာဒိတ်ခံခဲ့တာအဲ့ဒီကနေစပြီဒီလိုဆိုတာနော်သူမိတာရဲ့သိဘွားဗျာဒိတ်ခံအဲ့ဒီဗျာဒိတ်ခံပြီးတဲ့နောက်ဗျာဒိတ်ခံတယ်ဆိုတာဘယ်နေ့တုန်းလို့ဆိုလို့ရှိရင်ကဆုံလာပြီနေ့ဒါကြောင့်မို့လို့ကဆုံလာပြီဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလာပြီနေ့ပဲနောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလာပြီနေ့ပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလာပြီနေ့ပဲဘဝအဆုံးသတ်ပြီးတော့ပြိဋိဘံစံသွားတာလဲကဆုံလာပြီနေ့ပဲလို့ဒါကြောင့်မို့အကျဉ်းချုပ်ပြောမယ်ဆိုလို့ရှိရင်
ဗျာဒိတ်တော်ခံဖွာပွင့်စာဗျာဒိတ်တော်ခန္ဓာလဲကဆုံလာပြီဟောဖွာတော်မူတာလဲကဆုံလာပြီဖျားဖြစ်သူရောက်တာလဲကဆုံလာပြီပြိဋိဘံစန္နာလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အင်မတန်မှထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူတာရဲ့ဖျားဖြစ်သူရောက်တော်မူတာရဲ့ပြိဋိဘံစန္နာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဘုရားလောင်းရဲ့တန်တရားဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတ်တော်ခန္ဓာလည်းဒီလားလို့ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါတော့ဆိုတာရဂနာဝိရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်ဘေးကနတ်တွေပြမာတွေအဲ့ဒီဗျာဒိတ်ခန္ဓာပွဲမှာဘုရားကိုပူဇော်ရင်သူဝိဒါရသိလေးကိုဘုရားလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုကြတယ်ဘုရားကဘုရားဖြစ်လိမ့်မယ်အနာဂတ်မှာဘုရားဖြစ်လိမ့်မယ်လို့ဗျာဒိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘယ်လိုအခြေအနေတွေကိုသူတို့ကြည့်ကြတာတော့ဆိုထူးခြားချက်တွေကိုကြည့်လိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျယ်တွေအမတန်မှပြည့်စုံတဲ့အချိန်အခါကြီးကောင်းကင်ကကျယ်တွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြီပဲဒါကြောင့်မို့ကဘာမှာကဆုံလာပြီနေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခာကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခဝေစာခဝေစာခကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခ2000ပြည့်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင်ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တဲ့အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်တွေဟာကဘာမှာယုံပိတ်ရဲ့အဖြစ်အတိမပြုသင့်တယ်လို့အဆိုတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတစ်ကဘာလုံးကနေအတိမပြုပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ် Gazetted Holiday လို့ခေါ်တာ2000တက္ကရာ2000ဟာအခုတက္ကရာ2012ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအင်တာမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တာမန်ညောင်ရည်သုံးပွဲလောက်ပဲဒီလိုရှိကြဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့ဘာသာတေးပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံစံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ဒါကြောင့်မို့ကဆုံလာပြီဗုဒ္ဓနေ့ဆိုတာအင်တမထူးချွန်ထူးခြားတော့ဗုဒ္ဓဘာသာနိုင်ငံတွေဟာကဆုံလာပြီနေ့တကယ်ကိုအမှတ်တရလှုပ်တင်လှုပ်ထိုက်တာသီရိလင်္ကာနိုင်ငံမှာ2လလောက်ကကြိုပြီးတော့ဝိဆက်ကတ်ဆိုခရစ်စမတ်ကတ်တွေကိုတုပြီးတော့ဝိဆက်ကတ်ဆိုပြီးတော့မြတ်စွာဘုရားဟောတဲ့ဒေသနာတွေဖရာပုံတော်လေးတွေနဲ့ greeting ကတ်တွေနော်တငယ်ချင်းတွေတဝုနဲ့တဝုဘုရားဘာသာတွေတဝုနဲ့တဝုကဘာအနှံ့ပေးပို့တဲ့ကတ်ကလေးတွေရိုက်ပြီးတော့ရောင်းချ
ဘဝပြေမှာအဲ့ဒါလှုပ်တင်လှုပ်ထိုက်တယ်တခုနော်ညောင်ရည်သုံးရုံလောက်တယ်မဟုတ်ဘူးကစုံလညောင်ရည်သုံးတာတွေဗုဒ္ဓနေ့ညောင်ရည်သုံးတာလောက်တယ်မဟုတ်ညောင်ရည်သုံးတာကြတော့ဗုဒ္ဓနဲ့ဖွားဘက်တော်ကညောင်ပင်ပဲဘောဓိပင်ပဲအဲ့ဒီဘောဓိပင်ပဲရေလောင်းဖို့တတိယပြီးတော့မြတ်စွာဘုရားရဲ့ဘဝကိုတော့တတိမိတ်နေတယ်လို့ရှိတယ်ပေါ့နော်မွေးနေ့တွေလုံးကြတယ်ဘုရားမွေးနေ့ကြတော့မေ့နေတယ်နော်ဘုရားမွေးနေ့ကြတော့မေ့နေတယ်လို့ဖြစ်တယ်အဲ့မေ့နေတာဗမာတွေမေ့တာတခါတော့လည်းဘုံဒီဧပြီလ18ရက်ဗမာနှစ်ဆန်းတရက်ပဲဇန်နဝါရီ1ရက်ကတော့အားလုံးသိတဲ့အတိုင်းကမ္ဘာရဲ့နှစ်ဆန်းတရက်ဆိုပြီးတော့အဲ့ဒီနေ့ကျတော့ဗမာရောကဘာကရော Happy New Year နဲ့ဆိုလိုက်ကြတာအများကြီးပဲနော် New Year မှန်သိကြတယ်ဧပြီလ18ရက်နေ့ New Year ကျတော့ဘယ်ဗမာမှမလှုပ်တုတ် Happy New Year လုံးမဲ့လူတယောက်မှမတွေ့ဘူးဘုန်းကြီးတို့တယ်လီဖုန်းထဲမှာဇန်နဝါရီ1ရက်နေ့က Happy New Year တွေဝင်လာတယ်ခုဧပြီ18ရက်နေ့ကျမဝင်ဘူးအဲ့ဒီနေ့ပါပဲကနေဒါနေတဲ့သိတော့မသိပါဘူးတခါကြီးတယောက်ဖုံးဆက်တာနဲ့ပြောတော့ဘုန်းကြီးဒီနေ့မြန်မာနှစ်ဆန်းတည်းရဲ့ Happy New Year လို့ပြောတော့သူအမှတ်မရဘူးတဲ့အဲ့ဒါလိုရှိတယ်ကဲ Happy New Year နှစ်ဆန်းတည်းရဲ့မသိတာတော့ထားလိုက်ပါဗုဒ္ဓနေ့တော့သိဖို့လိုတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကိုးကွယ်တဲ့ဖရာကိုးကွယ်ယုံမှမဟုတ်ဘဲနဲ့ကိုယ့်ဘောဘလောက်ကျေးဇူးရှိလဲစဉ်းစားကြည့်ကုသိုလ်အကုသိုလ်လုံးတင်တာနဲ့မလုံးတင်တာအပြစ်ရှိတာနဲ့မရှိတာဘဝခရီးဘယ်လိုရှောင်လာရမယ်ဆိုတဲ့တရားဓမ္မတွေဟောပြောနေတာဘယ်သူလုံးဆိုဖရာပဲဘုန်းကြီးတို့ဟောတယ်ဆိုတာဖရာတရားတွေပြန်ဟောနေရတာကဘာကြီးကိုငြိမ်းချမ်းအောင်စွမ်းဆောင်ထိုင်ပြီးတော့လူတွေရဲ့ဒီဒုက္ခတွေရောပါအောင်ဟောပြောပေးတဲ့ယေရှုရှင်ဟာဘယ်သူလဲဆိုရင်ဗုဒ္ဓပဲပေါ့အဲ့တော့မြတ်စွာဘုရားရဲ့ဖွားတော်မူတဲ့နေ့ပဲပြောပါတော့မမေ့တဲ့နေ့တစ်ခုလို့ဘုန်းကြီးတို့လူမှတ်တဲ့တာပေါ့နော်ညောင်ရည်သုံးပွဲလေးတင်အားမရပဲနဲ့မြတ်စွာဘုရားရဲ့ဖွားတော်မူတဲ့နေ့ဆိုပြီးတော့အထုတလီမြတ်စွာဘုရားကိုပူဇော်တဲ့တာပေါ့အဲ့တော့ဗုဒ္ဓနေ့ဆိုတာအမှန်တမ်းလေးနဲ့ထားပြီးတော့လုပ်တဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကြတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်ဝိဆက်ပွဲတော်ဆိုပြီးတော့တော်တော်လေးကြီးကျယ်လုပ်နေကြပြီခုမြန်မာပြည်မှာတော့လှုပ်တာသိမတွေ့သေးဘူးပေါ့နော်အဲ့တော့လှုပ်တဲ့လှုပ်ထိုက်တယ်ပေါ့သူများတွေလှုပ်လို့မလှုပ်လို့ကိုဗုဒ္ဓဘာသာဝင်တွေကနေပြီးတော့အထူးတလီလေးကိုတတ်နိုင်တဲ့ရှုထောင့်ကနေကြည့်ပြီးတော့ဒါလှုပ်တဲ့လှုပ်ထိုက်တယ်ဒါကြောင့်မို့ခုလိုကဆုံလာပြီဗုဒ္ဓနေ့ဒီမှာတရားဓမ္မတွေဟောပြောပြီးတော့ဖရာကိုပူဇော်တယ်ကျေးဇူးဆက်တယ်ဆိုတဲ့ဒီလိုဓမ္မသဘင်အခမ်းအနားတွေဟာလည်းဗုဒ္ဓကြိုက်တဲ့ကျေးဇူးဆက်နည်းကတစ်ခုပါပဲမြတ်စွာဘုရားကိုယ်တိုင်ကတိတိပန်းရေချမ်းတို့ဖြင့်ပူဇော်တာဟာပူဇော်တာမဟုတ်ဘူးလို့ငါမဆိုလို့ဘူးကုသိုလ်မရဘူးလို့မပြောလို့ဘူးတဲ့မြတ်စွာဘုရားအကြိုက်ဘုရားကဘာနဲ့ပူဇော်စေခြင်းတုံးဆိုရင်သမ္မာပฏิပတ်တိအနုတ္တရာပူဇာသီလနဲ့ပူဇော်မယ်နော်ကမ္မထမ်းထိုင်ပြီးတော့ပူဇော်မယ်အဲ့ဒါမကုန်ပါဘူးကဆုံလာပြီနေ့လေးမှာ10ပါးသီလ9ပါးသီလလေးစောင့်တည်ပြီးတော့ဘုရားကိုပူဇော်တဲ့အနေနဲ့စောင့်လိုက်ပါအင်ဓမ္မမွန်မြတ်တယ်လို့ပြောပန်းဝယ်ပြီးတော့လှူလို့ရှိရင်နည်းနည်းပတ်စံကုန်အောင်မယ်နော်ဘာမှအကုန်ကြမရှိဘူးမြတ်စွာဘုရားကြိုက်တာဘာနဲ့တုံးဆိုအဲ့ဒီနေ့သီလစောင့်တည်မယ်တရားထိုင်မယ်ဘုရားကုံတော်ပွားမယ်ဒါအကောင်းဆုံးပူဇော်ခြင်းလို့မြတ်စွာဘုရားဒီလိုသတ်မှတ်တယ်သမ္မာပฏิပတ်တိအနုတ္တရာပူဇာတဲ့သမ္မာပฏิပတ်တိမှန်မှန်ကန်ကန်ကြည်ကြံကြိုးကုပ်အထုတ်ခြင်းမဂ္ဂင်၈ပါးအလုပ်ကိုလုပ်ခြင်းကမ္မထာနှလုံးသွင်းခြင်းနော်ဒါဟာအကောင်းဆုံးပူဇော်ခြင်းပဲအခုလိုတရားပွဲလုပ်ပြီးတော့တရားနာတယ်ကောင်းတယ်ပူဇော်တယ်ကောင်းတယ်ပူဇော်ခြင်းပဲဒီလိုပူဇော်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောထားတာဒါကြောင့်မလို့
ကောင်းဆုံးပူဇော်ခြင်းဟာတရားနဲ့ပူဇော်ခြင်းဟာမြတ်စွာဘုရားအနှစ်ချိုက်ဆုံးပူဇော်ခြင်းပဲဖြစ်တယ်ပေါ့ယခုကဲ့သို့မြတ်စွာဘုရားရဲ့ဘဝနဲ့ပတ်သက်ပြီးဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့ဆုံပြီးတော့ဗျာဒိတ်တော်ရလိုက်တယ်လို့ဆိုတဲ့အခါမှာဘယ်လိုအင်္ဂါရက်တွေပြည့်ရတော့လို့ဆိုတော့ဗျာဒိတ်ရဖို့ရာအတွက်အင်္ဂါ၈ချက်ရှိတယ်နော်နံပါတ်1ကလူသားဖြစ်ရမယ်ဒါပထမဆုံးဗျာဒိတ်ကိုရည်ညွှန်းတာဖြစ်မယ်ဘာဖြစ်လို့လဲဆိုဗျာဒိတ်ခန္ဓာဟာမြတ်စွာဘုရားတရိစ္ဆာန်ဘဝနဲ့ဗျာဒိတ်ခန္ဓာလည်းရှိတယ်နတ်တေဘဝနဲ့ဗျာဒိတ်ခန္ဓာလည်းရှိတယ်24မျိုးထဲမှာနော်24စုနဲ့တွေ့တဲ့အခါမှာအဲ့တော့ဗျာဒိတ်တော်ကြာဘုရား24စုထဲမှာပထမဆုံးဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာတော့လူသားဆက်စစ်ဖြစ်တယ်လိင်္ဂတမ္ပတိယောက်ျားသားဆက်စစ်ဖြစ်တယ်ဟေတုပြည့်စုံလုံလောက်တဲ့ပါရမီအကြောင်းတရားတွေဟာရှိပြီးသားဖြစ်တယ်တထာရဓတနာမြတ်စွာဘုရားကိုဖူးတွေ့ရတယ်ကိုယ်တိုင်ဖူးတွေ့ရတယ်ပပိစ္ဆာယသိတို့ယဟန်တို့ဘုရားသာသနာမဟုတ်ရင်တော့ယသိပပိစ္ဆာသူတော်စင်ဘဝနဲ့တွေ့ရမယ်ကုဏတမ္ပတိဆိုတာဇန်တို့အဘိညာဉ်တို့သမထကျင့်စဉ်တစ်ခုနဲ့တရားဓုတရားမြတ်ပေါက်ရောက်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဓိကာရလွန်ကဲတဲ့ကုသိုလ်ကောင်းမှုတစ်ခုရှိရမယ်အခုသူ့ကုသိုလ်ကဘယ်လောက်လွန်ကဲတော့သူ့မှာပတ်စံဒီငွေကြေးတဏှတွေကအကုန်ဆုံးခဲ့ပြီရသိမရောက်ခင်ကနေသူချမ်းသာသမျှတွေအကုန်ပေးခဲ့ပြီသူဘာရှိတော့ဝတ်ထားတဲ့အဝတ်ပဲရှိတယ်နော်ဘာမှမရှိဘူးရသိတောင်ဝေးတို့ဘာတို့ပါကြမှာမှာပေါ့နော်အဲ့ဒါလောက်ပဲရှိတယ်သူဘာမှမရှိဘူးအဲ့တော့ဘာမှမရှိမပူနဲ့ခန္ဓာကိုယ်ကိုဖျားလှူတာလှူနိုင်တာကိုကြည့်နော်တချို့ကဟိုတော်ကြတော့တပည့်တော်မချမ်းသာလို့မလှူနိုင်ဘူးဗျာဘယ်တော့ချမ်းသာမှာတော့လို့မေးရင်နော်အဲ့တော့ဟိုမရှိလို့မလှူလို့မရှိတယ်သွားမှာပဲအဲ့ဒါတော့သိကြတယ်လှုပ်လို့ရတာတွေလောက်အောင်အဲ့မှာသူ့မိသားရဲ့သူလက်ကြည့်ရှိတာပဲကိုယ်ဝစင်းတရားခင်းပြီးတော့ဘုရားကိုလှူတာဒါကိုအဓိကာရလို့ခေါ်တယ်အသက်စွန့်ပြီးလှုပ်တာတမန်လူမဟုတ်ဘူးအသက်စွန့်လှူတာဆန္ဒတာဘုရားဖြစ်ခြင်းနဲ့ဆန္ဒသူ့စိတ်ထဲမှာဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့လို့ဘုရားစီကတရားနာပြီးတော့နိဗ္ဗာန်ဝင်မယ်ဆိုတဲ့စိတ်မရှိဘူးသူကဒီပင်္ဂလာဘုရားလို့ဘုရားဖြစ်ရမယ်ဆိုတဲ့ဆန္ဒရှိအမြဲတမ်းကြီးမားတဲ့ဆန္ဒရှိအဲ့ဒီရှစ်ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင်ဗျာဒိတ်ရပါတယ်လို့ဒါကရေပုံရစကားလို့မှတ်ရမှာပဲဘာဖြစ်လို့တော့ဆို24စုထံကဗျာဒိတ်ကြားတဲ့အခါမှာလူသားမဟုတ်တဲ့ဘဝတွေတွေ့ရတယ်ပေါ့နော်ယဟန်မဟုတ်တဲ့ဘဝတွေလည်းတွေ့ရတယ်ဒါကြောင့်မို့သူမိသားရဲ့သိဘဝကနေပြီးတော့ဒီပင်္ဂလာမြတ်စွာဘုရားနဲ့တွေ့လိုက်တယ်ပထမဆုံးဗျာဒိတ်စကားကိုမှတ်သားပြီးတော့ပါရမီ10ပါးကိုကြိုးစားပြီးတော့ဖြည့်ကျင့်လိုက်တာဒီပင်္ဂလာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာကဘာပေါင်းအသင်ချေရဆိုမရေမတွက်နိုင်တာသို့မဟုတ်ဒီအင်တမကောင်းတလက်ပေါ့ရေတွက်လို့မရနိုင်တော့အောင်ကြာတဲ့ကဘာအရေတွက်တစ်ခုနော်အဲ့ဒီအရေတွက်တစ်ခုကိုကျော်လွန်ပြီးတော့မှကွန်တင်ညာမြတ်စွာဘုရားဆိုတာပွင့်တယ်အဲ့တော့4အသင်ချေဆိုတာဘယ်လိုတွေ့ရတာတော့လို့ဆိုဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာကဘာပေါင်းဘယ်လောက်ကြာတယ်ဆိုတာအရေးတွက်မရှိလို့အဲ့ဒီဟာကိုတသင်ချေလို့ဒီလိုမှတ်တယ်နော်အဲ့ဒီလိုဟာမျိုး၄ခါကြုံခဲ့တယ်ဒါကြောင့်မို့4သင်ချေလို့ပြောတာမရေတွက်နိုင်တဲ့အနေအထားတွေ၄ခါကြုံခဲ့တယ်အဲ့တော့ဒီပင်္ဂရာမြတ်စွာဘုရားနဲ့ကွန်တင်ညာမြတ်စွာဘုရားကြားမှာ1အသင်ချေတစ်ခုမှတ်ရတယ်နောက်ကွန်တင်ညာမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်မှာဘုရားပြတ်သွားလိုက်တာကဘာပေါင်းအသင်ချေထိအောင်ကြာပြီးမှမင်္ဂလာဘုရားပွင့်တယ်အဲ့ဒီကွန်တင်ညာဘုရားနဲ့မင်္ဂလာဘုရားကြားမှာလည်းပဲ1အသင်ချေလို့ဒီလိုယူရမင်္ဂလာဘုရားနဲ့ကတော့ဘုရား4စုပွင့်တယ်နော်မင်္ဂလာဘုရားနဲ့အတူပွင့်တာသုမနဘုရားတို့ဂရေဝတ္တဘုရားတို့သောဘိတဘုရားတို့ပွင့်ပါတယ်
အဲ့ဒီသောဘိတဘုရားထီအောင်၄စုပွင့်ပြီးတဲ့နောက်မှာတခါကဘာပေါင်းဘလောက်ကြာတယ်ဆိုတာအရေးအတွက်မရှိတော့သောဘိတဘုရားပွင့်ပြီးတဲ့နောက်မှာအနောမဓာတ်တိဆိုရဘုရားပွင့်တယ်အဲ့ဒီဘုရားနှစ်စုကြာတစ်အသင်္ချေဟောသုံးကဂျုံသွားပြီအဲ့ဒီအနောမဓာတ်တိပြီးတော့ဘဒုမမြတ်စွာဘုရားဘဒုမမြတ်စွာဘုရားပြီးတော့နာရဒမြတ်စွာဘုရားအဲ့ဒီဘုရားသုံးစုပွင့်ပြီးတဲ့နောက်မှာတခါတစ်အသင်္ချေတစ်ခုလွန်သွားပြန်ဟောလေးသင်္ချေဆိုတာအဲ့ဒါပြောတာနောက်ဘဒုမုဒ္ဒရမြတ်စွာဘုရားကနေပြီးတော့ဒီဘက်ကျတော့ကဘာတသိန်းနဲ့ရေတွက်လို့ရသွားပြီရေတွက်လို့မရတာက၄ကရေတွက်လို့ရတာကတသိန်းအဲ့ဒါကိုပဲလေးအသင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပြောတာနော်တချို့ကအဲ့ဒါလိုအဓိပ္ပာယ်မဖော်ဘဲနဲ့လေးအသင်္ချေမဟုတ်ပါဘူးလေးကဏ္ဍဟာရေတွက်လို့ရတယ်ဆိုလေးသင်္ချေပါလို့ဒီလိုပြောတဲ့လူဟာရှိသေးတယ်အဲ့ဒါမမှန်ဘူးနော်မရေတွက်နိုင်တဲ့ဒီဖရာနှစ်စုချာမရေတွက်နိုင်တဲ့ကဘာကြုံခဲ့တာ၄ခါကြုံခဲ့တယ်အဲ့ဒါကိုလေးအသင်္ချေလို့ခေါ်တယ်ဘုရုမုဒ္ဒရာမြတ်စွာဘုရားရဲ့ဒီဘက်ကျတော့ကဘာတသိန်းဂေါရမမြတ်စွာဘုရားမှာလက်ထက်မှာကျွတ်တဲ့မဟာတာဝကအဖြစ်ကျွတ်သွားတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဘုရုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲခုဂေါရမမြတ်စွာဘုရားလက်ထက်ကုသိုလ်ကောင်းမှုလုပ်တဲ့လူတွေဘယ်တော့ကျွတ်မလဲနော်ကျွတ်ဖို့ရှိပါတယ်အားမငယ်နဲ့အားမငယ်နဲ့အဲ့တော့ဘုရားတွေပါရမီဆိုတာကိုယ်တိုင်နေစဉ်နဲ့အမျှဖြည့်ကြရတယ်ဖြည့်တယ်ဆိုတာခုနပြောသလိုဒါနနဲ့လေးခြင်းပဲသီလနဲ့လေးခြင်းပဲခန္တီနဲ့လေးခြင်းပဲငါတော့မဟုတ်မခံဘူးလက်မထောင်မဟုတ်မခံဘူးကွာဆိုဘယ်လိုလုပ်ခန္တီပါရမီပြည့်မလို့မဟုတ်တာခံမပါရမီပြည့်မှာနော်ခုကတော့ပါရမီပြည့်ဖို့တော်တော်ခက်တယ်မဟုတ်မခံမာနတဲကြီးတာဟုတ်အဲ့လိုတွေပါရမီဆိုတာကိုယ်စိတ်ထက်နဲ့ကိုယ့်ရဲ့အနေအထားကိုလေ့ကျင့်တာကိုပြောတာနော်မြင့်မြတ်တဲ့လုပ်ငန်းတွေနဲ့လေ့ကျင့်အဲ့လိုဘုရားလောင်းဟာတဘွားပြီးတဘွားလေ့ကျင့်လိုက်တာဒီပင်ကရာမြတ်စွာဘုရားပြီးတော့တစ်အသင်္ချေကျွပြီးတော့ဒီကုဏ္ဏညာမြတ်စွာဘုရားပွင့်တယ်ကုဏ္ဏညာမြတ်စွာဘုရားပွင့်တဲ့အခါကျတော့ဝိဇိတာဝီဆိုတဲ့စัจ java ရေမင်းကြီးဖြစ်တယ်သူကအဲ့ဒီအချိန်မှလည်းကြည့်စัจ java ရေစီးစိမ်နဲ့ရစ်မနေဘူးဖျားမှုရှိတဲ့တန်ဃာတွေပင့်အလှူဒန်းကြီးလုပ်ပြီးတော့သူကိုယ်တိုင်သင်္ကန်းဝတ်တယ်ဂေါရမဘုရားအလောင်းဟာဒီ24စုဗျာဒိတ်ခံတဲ့ထဲမှာဘုရားသာသနာ24ချိန်တွေ့တော်လဲရဟန်းဖြစ်တာ8ချိန်ပဲသို့တော့9ချိန်လို့အဆိုရှိတယ်စာထဲမှာတွေ့တာ8ချိန်ပဲရှားတွေ့သေးတယ်ဘုန်းကြီးတို့9ချိန်တော့မတွေ့ဘူးယသိပါထက်ပေါင်းမှဖြစ်ကောင်းဖြစ်မယ်ယသိထက်ပေါင်းရင်တော့9ချိန်မကဘူး10ချိန်လောက်ရှိနော်အဲ့တော့သာသနာပေါင်းဝင်မှယဟန်လို့ခေါ်တာကိုဖရာရဲ့တပည့်ခံပြီးသာသနာဝင်တာစာထဲမှာမှတ်တမ်းပါတာ10ခုပဲရှိတယ်ဘယ်မှာစရှိတုံးဆိုကွန်တင်ညာမြတ်စွာဘုရားပွင့်တဲ့အခါမှာဝိဇိတာဝီဆိုတဲ့စัจ java မင်းကြီးဖြစ်တယ်အလှူတန်းလုပ်ပြီးတော့မြတ်စွာဘုရားထံရဟန်းဝတ်လိုက်တယ်နော်သာသနာပေါင်းဝင်ပြီးတော့ရဟန်းခံတယ်အဲ့ဒီတုန်းကတစ်ချိန်ဖြစ်တယ်လို့မှတ်တာနောက်တစ်ခါအသင်္ချေတစ်ခုလွန်ပြီးတဲ့အခါမှာမင်္ဂလာဘုရားဆိုတာပွင့်တယ်အဲ့ဒီမင်္ဂလာဘုရားပါရမီဖြည့်စဉ်အခါကာလတုန်းကအမြဲတမ်းထူးခြားသည့်အတွက်ကြောင့်အဲ့ဒီဘုရားရဲ့လက်ထက်မှာနေ့တွေညတွေမရှိဘူးဘုရားရဲ့ခန္ဓာကိုယ်ကထွက်တော်ရောင်ကြီးတော်တွေကြောင့်ညပြောက်သွားတယ်တဲ့အမှောင်တွေမရှိတော့ဘူးအလင်းရောင်တွေကြီးပဲရှိတယ်ကဘာကြီးတစ်ခုလုံးကလင်းနေတယ်လို့ဆိုတာနော်အဲ့ဒါလို့ဆိုတယ်အဲ့ဒီတုန်းကဘုရားလောင်းကသူရုစီပုံနာဆိုတဲ့ဘဝနဲ့ဘုရားကိုကုသိုလ်ကောင်းမှုတွေလုပ်ရင်းကနေပြီးနောက်ဆုံးသူလည်းသာသနာပေါင်းဝင်လိုက်တယ်အဲ့ဒီမှာတစ်ချိန်ရဟန်းဖြစ်တယ်ကွန်တင်ညာဘုရားဘဝမှာကွန်တင်ညာဘုရားလက်ထက်မှာယဟန်တစ်ချိန်ဖြစ်တယ်မင်္ဂလာတရားလက်ထက်မှာဘုရားလက်ထက်မှာယဟန်တစ်ချိန်ဖြစ်တယ်မင်္ဂလာဘုရားပြီးတဲ့နောက်ပိုင်းကျတော့သူမနဆိုတဲ့ဘုရားပွင့်တယ်အဲ့ဒီဘုရားလက်ထက်မှာတော့ဘုရားအလောင်းဟာနဂါးဖြစ်တယ်ပေါ့အဲ့ဒီနဂါးဘဝနဲ့လည်းပဲဗျာဒိတ်ခံရတယ်ဒါကြောင့်မို့လူသားမဟုတ်လေဗျာဒိတ်ခံတယ်လို့ဒီလိုမှတ်ရမယ်ပေါ့နောက်တစ်ခုယေဝရမြတ်စွာဘုရား9စုမြောက်ယေဝရမြတ်စွာဘုရားပွင့်တဲ့အခါမှာအတိဒေဝဆိုတဲ့ပုံနာဖြစ်တယ်အဲ့တော့လေကုသိုလ်ကောင်းမှုလုပ်ပြီးဗျာဒိတ်ခံခဲ့ရတယ်ပေါ့နောက်နံပါတ်6အနေနဲ့ကသောဘိတဆိုတဲ့မြတ်စွာဘုရားပွ
ပွင့်မြန်တယ်ပွင့်တဲ့အခါမှာဘုရားလောင်းကအစိတဆိုတဲ့ပုံနာဘဝနဲ့ဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့ဒီသောဘိတမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်ဘုရားအဆက်ပြတ်သွားတယ်ကဘာအသင်ချီကြာပြီးတဲ့နောက်မှာနမခွန်အနေနဲ့အနောမတတိမြတ်စွာဘုရားပွင့်တယ်အဲ့ဒီနောမတတိမြတ်စွာဘုရားပွင့်တဲ့အခါမှာဘုရားလောင်းဟာဘီလူဖြစ်နေတယ်အဲ့ဒီဘီလူဘဝနဲ့ပဲဗျာဒိတ်ခံတယ်လို့ပြောတယ်နောက်တစ်ခါနံပါတ်8အနေနဲ့ကအဲ့ဒီတကဘာထဲမှာပဲဘဒုမမြတ်စွာဘုရားပွင့်တယ်အဲ့ဒီမှာရှင်သေးဖြစ်သွားတယ်ရှင်သေးဖြစ်တဲ့အခါမှာတရိစ္ဆာန်ပေမဲ့လို့ဘုရားကိုတွေ့တဲ့အခါမှာရှင်သေးကြီးက9ရက်လုံးလုံးအစာမစားဘူးမြတ်စွာဘုရားနာမှာဝတ်နေတယ်သူ့စိတ်ထဲမှာပီတိတွေဖြစ်နေတာနော်ပီတိတွေဖြစ်9ရက်အစာမယူပဲနဲ့မြတ်စွာဘုရားကိုပူဇော်ပြီးတော့နေတယ်အစာမစားပဲနဲ့ရှင်သေးဖြစ်သည့်အတွက်ကြောင့်ဥပုသ်ဆောင်နာတို့ဘာတို့ဒါတွေတော့မသိဘူးပေါ့နော်ဒါပေမဲ့သူ့စိတ်ကအမြဲတမ်းကြည်နူးပြီးတော့နေတယ်အဲ့ဒီမှာဘုရုမမြတ်စွာဘုရားဗျာဒိတ်ပေးခဲ့တယ်ပဲတရိစ္ဆာန်ပေါ့အဲ့ဒီမှာနောက်တစ်ခါနံပါတ်9နာရဒမြတ်စွာဘုရားပွင့်တော်မူတဲ့အခါကျတော့ဘုရားလောင်းကယသိဘဝနဲ့တွေ့တယ်အဲ့ဒီမှာလည်းဗျာဒိတ်တစ်ခါခံရတယ်ပေါ့နာရဒမြတ်စွာဘုရားရဲ့နောက်မှာအသင်္ချေတစ်ခုလွန်မြောက်သွားပြီးတော့မှဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားဆိုတာပွင့်တယ်အဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်ကျတော့စတိလဆိုတဲ့မြို့စားကြီးဖြစ်တယ်အဲ့ဒီမြို့စားကြီးအဖြစ်ကကုသိုလ်ကောင်းမှုတွေလုပ်ရင်းကနေပြီးတော့မြတ်စွာဘုရားစီကဗျာဒိတ်ရတယ်တဲ့အဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကျတော့ကဘာတသိန်းပေါ့ထက်နောက်တစ်ခါကဘာပေါင်း9000လွန်ပြီးတော့ကဘာ3000မြောက်မှာသူမိတာဆိုရယ်မြတ်စွာဘုရားပွင့်တယ်နံပါတ်17သူမိတာမြတ်စွာဘုရားအဲ့ဒီသူမိတာဘုရားပွင့်တဲ့အခါကျတော့ဥတ္တရလူလင်ဆိုရယ်လူငယ်တယောက်ဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့သာသနာပေါင်းဝင်သွားတယ်အဲ့ဒီမှာယဟန်တစ်ချိန်ဖြစ်တယ်နော်12ပါးမြောက်သူဇာတမြတ်စွာဘုရားပွင့်တဲ့အခါမှာစัจ java ဝရိမင်းကြီးဖြစ်နေတယ်စัจ java ဝရိမင်းကြီးရဲ့စัจ java မင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ဘဝဝင်သွားတယ်အဲ့ဒီမှာဗျာဒိတ်တစ်ခါရတယ်နောက်ဒီကဘာကနေပြန်ပြီးတော့တွေ့တဲ့အခါမှာ18ကဘာမြောက်ပိယဓာတိဆိုတဲ့မြတ်စွာဘုရားပွင့်တယ်အဲ့ဒီဘုရားလက်ထက်မှာကတ္တဗလူလင်ဆိုတာဖြစ်တယ်ဗျာဒိတ်ခံတယ်14ပါးမြောက်အဋ္ဌဓာတိဆိုတဲ့မြတ်စွာဘုရားပွင့်တော့သူတိမဆိုတဲ့ယသိဘဝနဲ့ဗျာဒိတ်ခံရတယ်15ပါးမြောက်ဓမ္မဓာတိဘုရားပွင့်တဲ့အခါကျတော့တရားမင်းကြီးဖြစ်တယ်အဲ့ဒီမှာလည်းတရားဘဝနဲ့ဗျာဒိတ်ခံရတယ်ပေါ့နောက်94ကဘာ180ကနော်94ကဘာမြောက်မှာတိဋ္ဌထမြတ်စွာဘုရားပွင့်တဲ့အခါမှာမင်္ဂလာဆိုတဲ့ယသိကြီးဖြစ်တယ်မင်္ဂလာအမည်ရှိတဲ့ယသိကြီးဘဝနဲ့ဗျာဒိတ်ခံရတယ်18ပါးမြောက်92ကဘာမြောက်မှာပွင့်တဲ့တိဋ္ဌဆိုတဲ့မြတ်စွာဘုရားဖြစ်တော်မူတဲ့အခါမှာသူဇာတယသိဘုရားလောင်းကသူဇာတယသိဘဝနဲ့ဗျာဒိတ်ခံခဲ့တယ်တဲ့နောက်18ပါးမြောက်ကဖုဒ္ဒဆိုတဲ့မြတ်စွာဘုရားအဲ့ဒီမှာဝိဇိတာဝီဆိုတဲ့မင်းဖြစ်တဲ့အခါမှာမင်းစည်းစိမ်ကိုစွန့်ပြီးတော့ယဟန်ခံတယ်အဲ့ဒီမှာလည်းပဲယဟန်တစ်ချိန်ဖြစ်တယ်ဗျာဒိတ်ခံရတယ်90ကဘာမြောက်ကပွင့်ခဲ့တဲ့ဝိပဿနာမြတ်စွာဘုရားအဲ့တော့ဝိပဿနာမြတ်စွာဘုရားကဒီဘက်ကိုဘုရား9စုလို့ခေါ်တာနော်အာတနာရိယသုတ်တို့ရတဲ့လူတွေသိလိမ့်မယ်ဝိပဿိတသနမထုတို့နောက်ခန္ဓာသုတ်ထဲမှာနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာဘုရား9စုရှိခိုးတယ်ဆိုတော့လေအဲ့ဒါဘုဒ္ဓတအနေနဲ့ပြောရမယ်ဆိုရင်ဝိပဿနာမြတ်စွာဘုရားက60ကဘာကပွင့်ခဲ့တာကဘာကြီးထဲမှာဝိပဿနာမြတ်စွာဘုရားရဲ့တပိတာဝကတွေရှိနေတယ်ဘယ်မှာရှိတုံးဆိုရင်သုဒ္ဓဝါဒပြမဘုံမှာရှိတယ်ကျန်တဲ့ဘုရားတွေရဲ့တပိတာဝကတွေကမရှိတော့ဝိပဿနာမြတ်စွာဘုရားအထီအောင်တပိတာဝကတွေကျန်သေးတယ်လက်ကျန်တယ်တပိဆိုတာကကိုယ်ဆရာကိုအစွဲလေးတွေရှိတယ်လေအဲ့တော့ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာတရားဓုတရားမြတ်ရပြီးတော့ဗြဟ္မာကြီးတွေဖြစ်နေတယ်အနာဂံဗြဟ္မာကြီးတွေကယဟနာကြီးတွေဖြစ်ပြီးတော့နေကြတယ်အဲ့တော့ဝိပဿနာမြတ်စွာဘုရားရဲ့တပိတာဝကတွေရှိနေသေးတယ်တဲ့ဒါကြောင့်မို့လို့အဲ့ဒီဘုရားကစပြီး9စုဆိုပြီးတော့ရှိခိုးတာနော်
နောက်ဝိပဿနာမြတ်စွာဘုရားပြီးတဲ့အဲ့ဒီဖရာလက်ထက်မှာအတုလဆိုတဲ့နဂါမင်းဖြစ်တယ်အဲ့ဒီနဂါဘဝနဲ့ပဲဗျာဒိတ်ခံတယ်တခါ30ကဘာမြောက်ဒီကနေပြန်ကောက်ပြီးတော့ရေတဲ့အခါမှာတိခီဆိုတဲ့မြတ်စွာဘုရား20ပါးမြောက်ပွင့်တော်မူတယ်အရိဏမဆိုတဲ့မင်းဘဝနဲ့ဘုရားလောင်းဟာဗျာဒိတ်ခံခဲ့တယ်ပေါ့နောက်20ပါးမြောက်ကြတော့ဝိတ္တဘူဆိုတဲ့မြတ်စွာဘုရားပွင့်တယ်ဝိတ္တဘူမြတ်စွာဘုရားရဲ့လက်ထက်မှာသုဒ္ဓတနဆိုတဲ့မင်းဖြစ်ခဲ့တယ်အဲ့ဒီမှာလဲဗျာဒိတ်ခံခဲ့ရတယ်ပေါ့အဲ့တော့21စုပြီးတဲ့အခါကျတော့ဗဒ္ဒကဘာရောက်လာပြီဗဒ္ဒကဘာရောက်လာတဲ့အခါမှာ22စုမြောက်ပွင့်တာကကုတန္တမြတ်စွာဘုရားကကုတန္တမြန်မာပြည်မှာဆိုးနေတဲ့တခြင်းထဲမှာဘာဖြစ်လို့ဂုံတွေလျှောက်ထည့်တယ်လဲမသိဘူးကကုတန္တဂုံကောဏဂုံကတ္တဗဂုံနဲ့ဆိုပြီးတော့နော်တကယ်ကမြတ်စွာဘုရားရဲ့ဘွဲတော်ကကုတန္တမြတ်စွာဘုရားကကုတန်မြတ်စွာဘုရားလို့အတူကောက်ဒီလိုခေါ်တယ်ကောဏဂမနကျတော့ကောဏဂုံလို့ခေါ်တာကောဏဂမနကောဏဂမနမြတ်စွာဘုရားမြန်မာလူစာရေးတဲ့အခါတချို့ကကောဏဂုံလို့ရေးတာကတ္တဗမြတ်စွာဘုရားလည်းကတ္တဗမြတ်စွာဘုရားပဲအဲ့ဒါမဟုတ်တခြင်းထဲမှာဘယ်လိုဖြစ်နေကကုတန္တဂုံကောဏဂုံကတ္တဗဂုံဂုံဒီဘယ်ကနေလျှောက်ထည့်လိုက်တယ်မသိဘူးနော်ဘုရားပွဲတော်တွေမှာအပူတွေပါသွားတယ်ဒါလည်းမှတ်စရာပေါ့နော်မှားယွင်းပြီးတော့ပါနေတယ်လို့ဆိုလိုတာကကုတန္တမြတ်စွာဘုရားကောဏကမနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားဘုရားလေးစုပွင့်တာအဲ့ဒီမှာကကုတန္တမြတ်စွာဘုရားလက်ထက်မှာခေမဆိုတဲ့ဘယင်ဘဝနဲ့ဗျာဒိတ်ခံခေမမင်းဖြစ်ပြီးတဲ့အခါမှာရဟန်းခံလိုက်တယ်မင်းဘဝကိုဆွန့်လွတ်ပြီးတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာယဟန်ဖြစ်ခဲ့တယ်။သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်။တခါကောဏဂမနမြတ်စွာဘုရားပွင့်တယ်။ကကုတန္တမြတ်စွာဘုရားကအနှစ်4000မှာပွင့်တယ်။ကောဏဂမနမြတ်စွာဘုရားကအနှစ်တက်တန်းအနှစ်3000မှာပွင့်တယ်။အဲ့ဒီကောဏဂမနမြတ်စွာဘုရားလက်ထက်မှာလည်းပဲဘုရားအလောင်းတော်ဟာပပ္ပတဆိုတဲ့မင်းဖြစ်တယ်။အဲ့ဒီမင်းဘဝနဲ့ဗျာဒိတ်ခံပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတယ်အဲ့ဒီမှာနောက်တစ်ခါကတ္တဗဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူလာတယ်အနှစ်2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်တဲ့အခါမှာဇောတိပါဠဆိုတဲ့ပုံနာလူလင်တယောက်ဖြစ်တယ်အဲ့ဒီပုံနာလူလင်ဖြစ်တဲ့အခါမှာစဉ်းစားကြည့်နော်ကတ္တဗမြတ်စွာဘုရားပွင့်ပြီးရင်ပွင့်မဲ့ဘုရားကဘယ်သူတုံးဆိုခေါရမဘုရားပဲအဲ့ဒီဘုရားကတ္တဗဘုရားပွင့်တဲ့အချိန်မှာပုံနာသွားဖြစ်တယ်အဲ့ဒီမှာဇောတိပါဠပုံနာသွားဖြစ်တယ်အဲ့ဇောတိပါဠပုံနာရဲ့တငယ်ချင်းကဘယ်သူတုံးဆိုဂတိကာရဆိုတဲ့အိုရိမ့်တယ်ကြီးသူကအနာဂံကတ္တဗမြတ်စွာဘုရားရဲ့တပိတာဝကအဲ့ဒီဂတိကာရဆိုတဲ့အိုရိမ့်တယ်ကြီးနဲ့ဇောတိပါဠတို့ကတငယ်ချင်းဆက်ချင်းမတူပေမဲ့လို့ခင်တာပေါ့လူချင်းခင်ကြတယ်ခင်တဲ့အခါမှာပုံနာဆိုတဲ့လူတွေကဗြဟ္မဏတွေကသူကဖះတို့ဘာတို့ခေါင်းပြောင်အောင်ရိတ်လိုက်ရင်ကဒုံးဆိုပြီးတော့သူတို့ကဖက်မလုပ်ဘူးနော်ပုံနာဆိုတာသူတို့ကပြမကိုးွယ်တာအဲ့တော့ယဟန်ခံလိုက်တဲ့ဆိုကြတဲ့သူတို့ကအဖက်မလုပ်ချင်ဘူးဒါအမျိုးဆက်ကြောင့်ဇောတိပါဠကိုဂတိကာရကနေပြီးတော့ဖះเจ้าတော်သွားရအောင်ဖះစီကိုခေါ်တာမလိုက်ဘူးမလိုက်ရုံနဲ့မကဘူးဒီကတုံးရုပ်တွေစီဘာလို့သွားမှာတော့လို့တောင်ပြောတာကြည်ဒါဘယ်သူပြောတာတုံးဖះအလောင်းအရင်မှကြီးပြောတာနော်အဲ့တော့ကိုယ့်ကိုယ်သိအထင်မကြီးနဲ့ဒီဘဝဗုဒ္ဓဘာသာနောက်ဘဝဗုဒ္ဓဘာသာဖြစ်ချင်မှဖြစ်မှာအဲ့တော့ကောင်းတဲ့စိတ်ဓာတ်ကလေးတွေခိုင်မြဲအောင်လုပ်မှာနော်အမျိုးဆက်တို့ပတ်ဝန်းကျင်တို့ကလူကိုလှည့်စားသွားတတ်တယ်လှည့်စားသွားတတ်တယ်အမှန်တမ်းတရားတရားတို့ပညာတို့ခိုင်မာအောင်လုပ်ဖို့အရေးကြီးတယ်ပေါ့ပတ်ဝန်းကျင်ဆိုတာကြော်နိုင်ခဲ့တယ်ပတ်ဝန်းကျင်ကိုဥပနိဒေယပစ္စယောလို့ခေါ်တာအခုကကံကောင်းလို့ပတ်ဝန်းကျင်ကောင်းနဲ့တွေ့ပြီးတော့ဒီတရားတရားလေးထိုက်သိမ်းလျောက်ရှိပြီးတော့တရားလေးနာသီလလေးစောင့်ဒါလေးကိုသိအထင်မကြီးနဲ့အောင်လုပ်เสียရည်အများကြီးရှိသေးတယ်လို့ဒီတဲ့ကောင်းအောင်ခိုင်မာအောင်ကိုယ့်ကိုစ조사ဖို့လိုအပ်တယ်ကြည်ပါရမီအရင်မှဖြစ်တဲ့ဇောတိပါဠဆိုတဲ့
ဂေါတမဗုဒ္ဓရဲ့အလောင်းတော်ဟာဖျားစီခေါ်တာမလိုက်ဘူးဘလောက်ထိအောင်ဟိုလူကခေါ်တော့ဆိုဖျားစီခေါ်တော့ဖျားကြောင့်ဒီနားလေးနီးနီးလေးသွားရအောင်ဆိုမလိုက်ဘူးဒါဖြင့်ဖျားကြောင့်ခေါ်တော့မလိုက်ရင်ဒါဖြင့်ရေချိုးသွားရအောင်ဆိုမြေအဲ့ကြတော့ချက်ချင်းလိုက်သွားခုခေတ်လည်းတူတူပဲပွဲကြည့်သွားရအောင်ဆိုလိုက်မယ်တရားပွဲသွားရအောင်ဆိုမလိုက်ဘူးနော်အဲ့တော့ပါရမီဆိုတာဒီလိုကြွာချားတယ်နော်အဲ့ဒီမှာရေချိုးသွားရအောင်ခေါ်သွားပြီးတော့ရေချိုးပြီးတဲ့အခါတခါထပ်ခေါ်တယ်ဟိုလူကမလိုက်ဘူးနောက်ဆုံးကြတော့မလိုက်တော့ဘာခေါ်တော့ဆိုအဝတ်ဆွဲခေါ်လုံကြီးကိုဆွဲခေါ်အဲ့ဒါလည်းမလိုက်ဘူးနောက်ကြတော့ဘလောက်ထိအောင်လုပ်လို့ဆိုဂတိကာရကသပင်ဆွဲခေါ်သပင်ကိုဆွဲမလို့ရောင်တုံးကိုကင်ပြီးဆိုတဲ့အခါကျတော့မှဖះလောင်ကမဆွဲရသေးဘူးသူ့သပင်ကင်လိုက်တာနဲ့တပြိုင်တည်းသူကတတိယသွားတယ်။အော်ငါ့ကိုအချိန်ချင်းခေါ်တာခုနောက်ဆုံးရောင်ဆွဲတယ်ဆိုတာတာမန်နဲ့ဆွဲလို့မရဘူးလေလူတွေကသပင်ဆိုတာအထွတ်မြတ်ထားတာရှေ့ခေတ်ကရောင်ဆွဲခေါ်တယ်ဆိုတာအမှန်တမ်းပြင်းထန်တာနော်အမှန်တမ်းပြင်းထန်သူငါ့ကိုအကြောင်းရှိလို့နေမှာပဲဖះစီခေါ်တာတကယ်ကိုအကြောင်းရှိလို့နေမှာသူနဲ့ငါနဲ့ဆိုရင်စက်ချင်းကမတူဘူးဇောတိပါဠပုံနာကဇမ်းမြင့်တယ်ဟိုဟာကအိုးရင်းတယ်ဆိုတော့ဇက်နှိတ်လေဇက်နှိတ်တဲ့ပုဂ္ဂိုလ်ကငါရောင်ဆွဲနိုင်လောက်အောင်သူကငါအပေါ်မှာစေတနာထားတာပါလားလို့စိတ်ထက်ကဘုရားလောင်းနေအဲ့လိုကောင်းတာသူဟာအဲ့ဒီအချိန်မှာသူတန်ဝေတတိယသွားတယ်အကျိုးရှိလို့ခေါ်တာနေမှာပဲဆိုပြီးတော့ဟေးတကယ်ချင်းငါစပင်တော့မကိုင်းနဲ့လိုက်မယ်ဆိုပြီးလိုက်သွားဟိုလဲရောက်ရောဘုရားတရားဟောတာနာဘုရားတရားလည်းနာလိုက်ရောဆုံးဖြတ်ချက်ကဘာဖြစ်တော့ဓမ္မအမှန်တရားဆိုပြီးတော့ဘဝကိုချက်ချင်းစွန့်ပြီးတော့သာသနာပေါင်းဝင်လိုက်တယ်လေဟိုသူခေါ်သွားတဲ့လူကဘုန်းကြီးမနိုင်ဘူးဘုရားလောင်းများဆုံးဖြတ်ချက်အမှန်တမ်းတိကျအဲ့ဒါသူကတရားနာပြီးတာနဲ့သင်္ကန်းဝတ်လိုက်တယ်မပြန်တော့ဘူးအိမ်ကိုအဲ့တော့ဘုရားလောင်းရဲ့စိတ်ဓာတ်မှန်ပြီဆိုလို့ရှိရင်ချက်ချင်းလုပ်တယ်မှားပြီဆိုတဲ့ကိစ္စလည်းချက်ချင်းစွန့်နိုင်တန်လန်မလုပ်ချင်တာမန်လူတွေကတော့တန်လန်နဲ့တိတ်ပြတ်ခဲတယ်ပေါ့သူကရောင်တောင်လုံးချင်သေးတာဟုတ်နော်ဝိလေချောင်ဘတ်လို့ခေါ်တယ်ဟိုလိုဒီလိုတွေများတာဟိုအကြောင်းပြလိုက်တိမ်နေဒီအကြောင်းပြပြီးတိမ်လိုက်နေအဲ့ဒါလိုလေဟာပါရမီကမပြည့်သေးလို့ပါဆိုပြည့်ရင်ဖြစ်မဲ့ပုံစံမျိုးပြောတာပေါ့အဲ့ဒါလိုရှောင်တိမ်တဲ့အလေးချင်းကြောင့်ဘုရား24စုရှောင်းလာခဲ့တာအခုတစုမှမတွေ့သေးဘူးအတော့အပုံးကောင်းတယ်လို့ပြောရမှာပဲเนาะအဲ့တော့မြတ်စွာဘုရားရဲ့အလောင်းတော်ဘုရားဂေါတမဗုဒ္ဓဟာအခုကဲ့သို့သောဗုဒ္ဓဘောင်4ပါး24စုသောဘုရားတော်တွေဘုရားတွေဓမ္မဗျာဒိတ်စကားမှတ်သားနာယူပြီးတော့ဘုရား24စုကအတည်ပြုခဲ့လို့အခုဘုရားဖြစ်သူရောက်ရှိပြီးတော့သွားပြီအဲ့ဒီမြတ်စွာဘုရားရဲ့သာသနာမှာဘုန်းကြီးတို့တွေဟာဘုရားသာသနာတော်နဲ့တွေ့ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေနာယူခွင့်လိုက်နာခွင့်ကျင့်သုံးခွင့်ရကြတယ်ဒီအချိန်လေးဟာအကောင်းဆုံးအချိန်ပဲဒီမြတ်စွာဘုရားရဲ့သာသနာတော်မှာတို့တွေတရားတွေကိုတတ်ဆွမ်းသမျှသိအောင်ကြိုးစားကြမယ်နာယူကြမယ်မှတ်သားကြမယ်လိုက်နာကြမယ်ကျင့်ကြံကြမယ်ဆိုလို့ရှိရင်ဒီဘုရားသာသနာမှာတည်းမဲ့ကျွတ်တန်းဝင်နိုင်တယ်အကယ်၍ကျွတ်တန်းမဝင်ဘူးဆိုတောင်မှပဲနောက်ဘုရားနောက်မကြခင်ပဲဘုရားသာသနာတစ်ခုနဲ့တွေ့ချင်ရင်တေချာပေါက်ကျွတ်တန်းဝင်ကြမှာဖြစ်တယ်အဲ့ဒါလောက်တောင်မဟုတ်ဘူးအနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီဘဝမှာကျွတ်တန်းမဝင်သေးဘူးစူကြီးပံမဟုတ်ဘူးဆိုရင်ဒီဘဝပဲကျွတ်တန်းဝင်နေတဲ့စိတ်နဲ့ကြိုးစားလို့နောက်ဆုံးအချိန်တေဂဏီအချိန်ရောက်တဲ့အခါမှာတရားတို့တရားမြတ်ရသွားနိုင်တယ်မရဘူးဆိုရင်စိတ်မပြတ်နဲ့ဒီဘဝကနေနတ်ပြည်ရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကိုမှီလိုက်တဲ့နတ်တွေကဘုရားအကြောင်းပြောလိုက်မယ်ပြောတဲ့အခါမှာသူတို့စီကတရားဓမ္မတွေဘုရားအကြောင်းတွေပြောရင်းကနေပီတိတွေဖြစ်ပြီးတော့ဘုရားရဲ့တရားတော်တွေကိုပြန်တတိယပြီးတော့တရားတို့တရားမြတ်ရသွားကြမှာပါအဲ့ဒီနည်းနဲ့ရနိုင်တယ်လို့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာတွေရှိပါတယ်ပေါ့နော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဂေါတမဗုဒ္ဓရဲ့
ဗျာဒိတ်တော်ကြာဖရာ24စုနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေအကျဉ်းအားဖြင့်ဟောကြားလို့နိုင်ယူမှတ်သားပြီးတော့ဖြေကြပြီဘဝဆိုတာအခုလိုမိမိတို့ကိုယ်တိုင်ပါရမီကိုဖြည့်ကျင့်မှသာလဲတရားသူတရားမြတ်တွေကိုရနိုင်တယ်ပါရမီဖြည့်နေတဲ့ဘုရားအလောင်းတော်ကြီးများသည်ပဲလေရံခါတိမ်းပါသွားတာတွေဖြစ်နိုင်သေးတော့တို့တွေဟာစိတ်ချရအောင်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဒီဘဝမှာရနိုင်နေများအသိဉာဏ်တွေရရှိတိမ်းပါမှုတွေလွတ်အောင်ကြိုးစားအားထုတ်ကြရမှာလို့ကိုယ်စီသဘောကျပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းတွန်းကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းတွန်းကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွဲ့မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့ဤမနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရှင်မြူဝမုံလူလျက်ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်နိုင်၍နေကြပါစေကုန်သတည်း